ဒီဆန်စာလေးနှမျိုးပါမီတာခတက်တောင်လုပ်ပေးမယ်ဆန်စာလေးနှမျိုးပါဒါလေးကအတန်ဆန်စာဒါလှုပ်ရှားမှုရှိရင်မီးလင်းအောင်လုပ်ပေးမယ်ဆန်စာကဲဒီဆန်စာလေးအရင်ပြောမယ်လှုပ်ရှားမှုရှိရင်မီးလင်းအောင်လုပ်ပေးမယ်ဆန်စာလေးကအောက်မှာမီးကြိုး၄ကြိုးပါမယ်အရှည်နှစ်ကြိုးကအဝင်ပါအတူနှစ်ကြိုးကမီးလုံးမီးချောင်းအလန်းတွေတက်ပေးလို့ရပါတယ်အဲ့တော့ watt က maximum watt 60အထိအသုံးပြုလို့ရပါတယ်အကွာဝေး15ပေအထိကောင်းကောင်းအလုပ်လုပ်တဲ့ ACလှုပ်ရှားမှုရှိတဲ့ဆန်စာအမျိုးအစားပါဒါလေးကတော့အတန်ဆန်စာပတ်ဝန်းကျင်မှာတစုံတရာအတန်ကြားရင်ကျွန်တော်တို့မီးလင်းအောင်လုပ်ပေးတဲ့အတန်ဆန်စာလေးပါဒီအနီအနက်ကျိုးလေးကအဝင်မီးကျိုးလေးပါဒီအဖြူနှစ်ကျိုးကတော့အထွက်ကျိုးလေးပါမီးလုံးမီးချောင်းအလန်းတွေတက်လို့ရတယ်ဒီလှုပ်ရှားမှုရှိရင်မီးလင်းပေးတဲ့ဆန်စာလေးရတယ်မီးလုံးမီးချောင်းအလန်းတွေတက်လို့ရပါတယ် watt 60အထိပါနှစ်ခုလုံးက watt 60အထိပါဒါလေးကလင်းတဲ့အချိန်မှာအလုံးမလုပ်ပါဘူးအဲ့တော့ကျွန်တော်တို့လင်းတဲ့အချိန်မှာအလုံးလုပ်ချင်အလဲမှာရှိတဲ့ဒီဝိုင်းလေးကိုတစ်ခုခုနဲ့အုပ်ပေးလိုက်ပါအဲ့ဒါဆိုလင်းတဲ့အချိန်မှာအလုပ်လုပ်ပါတယ်ဒါလေးတွေကတော့အတန်ဝင်တဲ့နေရာလေးပေါ့နော်ဒီနေရာလေးတွေကြတော့အုပ်လို့မရဘူးဒီနေရာလေးအုပ်ရင်အတန်ဆန်စာအလုပ်လုပ်မှာမဟုတ်ဘူးဒါတွေအားလုံးက220နဲ့အလုပ်လုပ်တဲ့ဆန်စာ2မျိုးပါအဲ့တော့စိတ်ဝင်စားလို့မှာချင်တယ်ဆိုရင်ကျွန်တော်တို့ MDH ကိုအချိန်မီအားပါတရဆက်တွယ်ဝယ်နိုင်ပါတယ် profile ရဲ့ bio link မှာလည်းဖုန်းနံပါတ်လေးရှိပါတယ်အလွယ်တကူဆက်တွယ်မှာနိုင်ပါတယ်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ